အားလုံးပဲမင်္ဂလာပါဒီနေ့23ရက်လ2026မနက်ညစာနှစ်လေးချိန်မှာနှစ်လေးချိန်ပတ်တိကျတဲ့လူတွေကပတ်တိပတ်နေမှာလေနှစ်လေးချိန်နှစ်လေးပတ်တိနှစ်ခွန်နှစ်သုံးနှစ်ရှစ်လေးနှစ်လေးခွန်လေးသုံးလေးရှစ်ပါနှစ်သုံးရယ်လေးသုံးရယ်အေးပါဒါကဒီနေ့တရက်စားမနေ့ညအတွက်ပါအားလုံးပဲဒီတစ်ပတ်စာပေးရတော့ကောင်းတော့ဒီတိုင်းတော့လိုက်ထိုးပေးပါနော်ဒါဒီနေ့အတွက်ပါအားလုံးပဲပေါက်ကြပါစေ channel လေးကို like and subscribe လုပ်ပြီးတော့ share ပေးကြပါဦးကျေးဇူးတင်ပါတယ်